ရှိဘူးအင်စီဒန့်ပြီးဂိုဂျိုအနေနဲ့ချိတ်ပိတ်ခံလိုက်ရတာမလို့ဂျူဂျဲစုလောကကြီးကဟန်ချက်ပြက်လာပြီးဖြစ်ပါတယ်။အတမာဆုံးဆိုတဲ့ဆော်ဆာရာပြောက်ခဲ့သွားတာနဲ့တပြိုင်နက်ချိန်စာကောင်တွေကလည်းနေရာအနှံ့ပြားမှာထင်ရှားဆိုင်ပြီးတောင်းကျမ်းနေကြပြီဖြစ်ပါတယ်။ဇိမ်းမိသားစုရဲ့လက်ရှိခေါင်းဆောင်နာဘီတိုဇိမ်းကတမလွန်ရောက်ဖို့လက်တကန်းရောက်နေပြီမလို့ခေါင်းဆောင်အဖြစ်အလျာခံထားရတဲ့အထင်နဲ့နာဟိုယာရောက်လာပါတယ်။အကြီးကဲပိုင်းတွေကဇိမ်းအိုဂီနဲ့ဇိမ်းချင်းကြီးချီကလည်းလူနာဆောင်နေကြတာမလို့ရောက်လာကြတဲ့ကတင်စည်းပြောနေတဲ့နာဟိုယာနဲ့စကားချေတင်ဖြစ်နေကြပါတယ်။အဲ့ဒီအချိန်အိမ်တော်တရားရောက်လာပြီးနာဘီတိုဆုံးပါသွားပြီဖြစ်ကြောင်းပြောပါတယ်။မဆုံးခင်တည်တန်းစားတစ်စောင်ခြံထားခဲ့ပြီးအိုဂီဂျင်နေချီနဲ့နာဟိုယာတို့၃ယောက်ဆောင်တဲ့အချိန်ဖတ်ပြဖို့မှာခဲ့ပါတယ်။တည်တန်းစားအရအိုဂီနဲ့ဂျင်နေချီစီကအတိမတ်ပြူတာကိုခံရပြီးဆိုတာနဲ့နာဟိုယာက29ယောက်မြောက်ခေါင်းဆောင်ဖြစ်မှာဖြစ်ပါတယ်။ဒါပေမဲ့ချွင်းချမ်းအနေနဲ့ဂိုဂျိုတိတ်ဆုံးသွားပြီဖြစ်စေအကြောင်းစုံတရားကြောင့်ပျောက်ဆုံးသွားပြီဖြစ်စေတိုဂျီဖူရှီဂရိုနဲ့ဂရိထားခဲ့တဲ့အတိုင်းမေဂူမီဖူရှီဂရိုကိုမိသားစုတွေပြန်လည်ဖိတ်ခေါ်ပြီးခေါင်းဆောင်အဖြစ်တင်မြှောက်ပေးမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာဂိုဂျိုကချိတ်ပိတ်ခံထားရတာမလို့တနည်းအားဖြင့်ပျောက်ဆုံးနေတာမလို့ဒီအခြေအနေမှာမေဂူမီကိုခေါင်းဆောင်တင်မြှောက်ရမှာဖြစ်ပါတယ်။နာဟိုယာကတော့သူထက်ငယ်ပြီးရင်းချက်မှုမရှိတဲ့ကောင်လေးကိုတင်မြှောက်မှာသဘောမတူနိုင်တာမလို့မေဂူမီရှိယာစီကိုလိုက်သွားဖို့ပြင်ဆင်ပါတယ်။ရှီဘူယာအင်စီဒန့်မှာစူကူနာရဲ့ထိန်းချုပ်မှုကိုလုံးဝခံလိုက်ရပြီးလူတွေကိုအဆူလိုက်ပြုံလိုက်တက်ခဲ့မိတဲ့ယူဂျီကတော့သူ့အပြစ်တွေအတွက်မကြည်မချမ်းဖြစ်နေပါတယ်။လက်ရှိမှာလက်ချောင်းရည်အတွက်15ချောင်းအထိကိုစားပြီးသွားပြီမလို့လုံးဝအန်ရယ်ဆင်ရောက်နေပြီဖြစ်ပါတယ်။ဒါအပြင်စူကူနာကမေဂူမီကိုတခုခုလုပ်ဖို့ကြံနေတယ်ဆိုတာယူဂျီကလည်းရိတ်စားမိထားပါတယ်။ဒါကြောင့်ကျောင်းတော်ကိုမပြန်တော့ပဲသူတမိုးထားတဲ့လူတွေနားကနေရှောင်ပြီးနေဖို့ဆုံးဖြတ်ထားပါတယ်။ချိုဆိုလည်းအဲဆိုနဲ့ကဲချီစုကိုတတ်မိထားတာမလို့သူ့နားလည်းပေးနိုင်မှာမလားဆိုပြီးယူဂျီကမေးပါတယ်။ချိုဆိုကတော့ဒါမတော်တဆဖြစ်ခဲ့တာဖြစ်ကြောင်းနဲ့အဲဆိုနဲ့ကဲချီစုဆိုရင်လည်းသူ့ညီဖြစ်တဲ့ယူဂျီကိုတေချာပေါက်ခွင့်လွှတ်ပေးမှာဖြစ်ကြောင်းပြောပါတယ်။အဲ့ဒီနောက်မှာတော့ချိုဆိုနဲ့ယူဂျီနှစ်ယောက်သာမြို့ထဲမှာတောင်းကျမ်းနေတဲ့ကျိန်းစာကောင်တွေကိုလိုက်လံနှိမ်နင်းကြပါတယ်။အဲ့ဒီအချိန်တော့တွင်မှာချိုဆိုကတော့သူ့ညီယူဂျီရဲ့တိုက်ခိုက်ပုံတွေသူမတူတဲ့ခွန်အားတွေကိုကြည့်ပြီးချီးမွမ်းကမ်းတွေဖွင့်မဆုံးနိုင်ဖြစ်နေပါတယ်။အဲ့ဒီအချိန်နာဟိုယာရောက်လာပြီးမေဂူမီရဲ့တင်နေရာကိုမေးပါတယ်။လက်ရှိမှာဂိုဂျိုကမရှိတော့တာမလို့ယူဂျီကတိမ်မိတ်ချခံလိုက်ရပြီးဖြစ်ကြောင်းနဲ့မေဂူမီရဲ့တင်နေရာကိုဒါပြောပြပေးရင်သူနဲ့မဆိုင်သလိုနေပြီးထွက်သွားမှာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့မေဂူမီကိုတက်ချင်နေတာမလို့ယူဂျီကလည်းအကြောင်းပြချက်မေးပါတယ်။နာဟိုယာကတော့ဘာမှပြတ်မပြောတော့ပဲအယမ်းမြတ်တဲ့အချိန်နဲ့အနားကိုရောက်လာပြီးယူဂျီနဲ့ချိုဆိုနှစ်ယောက်လုံးအပြည့်ပြင်းတွေ့ပါတယ်။အယမ်းမြတ်တဲ့အချိန်ဆိုပေမဲ့ဒါကတာမန်မဟုတ်ပဲတက်ကနဲ့တခုခုကြောင်းဆိုတာချိုဆိုကနားလည်လိုက်ပါတယ်။အဲ့ဒီချိန်ပတ်ဝန်းကျင်တစ်ခုလုံးကအားကောင်းလုံးတဲ့ကျိန်းစာဆွဲရင်တွေဖုံးလွှမ်းလာပါတယ်။ဂိုဂျိုရဲ့အရှိန်အဝါလောက်ရှိပေမဲ့ဒါကပို့ပြီးတော့ကြောချမ်းစရာကောင်းနေကြောင်း၃ယောက်သာသွင်းနေကြပါတယ်။အဲ့ဒီနောက်မှာတော့ main character ထက်တောင်ပို့ပြီး main character ဖြစ်နေတဲ့ယူတာရောက်လာပါတယ်။နာဟိုယာကတော့သူကမာကီရဲ့ဝမ်းခွဲဖြစ်ကြောင်းမိတ်ဆက်ပြီးအတူတကွတိုက်ခိုက်ဖို့ပြောပါတယ်။ချိုဆိုကတော့ဒီအချိန်မှာယူဂျီကိုပြေးစေပြီးကျိန်းစာဆွဲရင်တစ်ခုခုကြောင့်အယမ်းမြန်တဲ့နာဟိုယာကိုတော့သူထိန်းထားမှဖြစ်ကြောင်းပြောပါတယ်။ဒီတော့ပြေးသွားတဲ့ယူဂျီနောက်ကိုယူတာကလည်းအသေးတန်လိုက်ပါတယ်။နှစ်ယောက်လုံးကတယောက်မြန်နှုံးကိုတယောက်အံ့ဩနေကြပါတယ်။လက်နဲ့မပါတာတောင်ယူတာရဲ့တိုက်ခိုက်မှုတွေကိုခုခံကာကွယ်နိုင်တာမလို့မာကီနဲ့တောင်စင်တူမှုရှိတယ်ဆိုပြီးတွေးနေပါတယ်။ယူတာပုံစံကအားနည်းလုံးနဲ့လို့ထင်ရပေမဲ့တကယ်တမ်းကလည်းယူတာကအားနည်းပါတယ်။ဒါပေမဲ့အားနည်းတာရဲ့တစ်ဖက်ချမ်းမှာတော့များပြားလုံးနဲ့ကျိန်းစာဆွဲရင်ပမာဏကရှိနေပြန်ပါတယ်။ယူတာရဲ့ကျိန်းစာဆွဲရင်ပမာဏကဂိုဂျိုထက်တောင်ပိုပြီးများပါတယ်။ဂိုဂျိုမှာစစ်အာရုံပိုင်ဆိုင်ထားတာမလို့အဆုံးမဲဆိုတဲ့အထိကျိန်းစာဆွဲရင်တွေကိုအသုံးပြုနိုင်ပါတယ်။ယူတာကတော့ကျိန်းစာဆွဲရင်သုံးတဲ့နေရာမှာအကန့်အသတ်ရှိကြောင်းနဲ့အခုအားကောင်းနေတယ်ဆိုတာကလည်းကုံသွားတဲ့အားရင်တွေကိုကျိန်းစာဆွဲရင်နဲ့ပြန်လည်ဖြစ်တင်နေတာဖြစ်ကြောင်းပြောပါတယ်။တူတူပြောပုံအရကျိန်းစာဆွဲရင်တွေကိုလုံးဝဟန်နဲ့လုံးနိုင်သွားရင်တိုက်ခိုက်မှုပုံစံတွေကိုပါခန့်မှန်နိုင်တော့မှာမဟုတ်ကြောင်းပြောပါတယ်။အခုလည်းယူတာကခန္ဓာကိုယ်တစ်ခုလုံးအပါဝင်ကာသနာကိုပါကျိန်းစာဆွဲရင်နဲ့လွှမ်းကျုံလာတာမလို့ယူဂျီတယောက်အခြားခံရဝလွယ်ပြီးဘာမှမတတ်နိုင်ဖြစ်နေပါတယ်။ဒါပေမဲ့ဒီအချိန်မှာသူတိတ်လို့မရသေးတာမလို့ဂိုဂျိုတင် ကြားပေးခဲ့တဲ့စကားတွေကိုပြန်လည်ကြားအောင်လာပါတယ်။ချိန်စာဆွဲရင်ကိုအပြေးအဝမထိန်ချုံနိုင်တဲ့ယူဂျီကတော့ချိန်စာလက်နဲ့တဲ့ဆွဲရင်ထဲ့သုံးမှုအခုထိမဖြစ်နိုင်ကြောင်းပြောမှုပါတယ်။ဒီတော့တမားတွေလိုအရွယ်အစားကြီးတဲ့လက်နက်တွေစီမှာထဲ့သုံးလာတဲ့ဆိုင်ရင်အရေးကြောင်းလာတဲ့အခါသေးနဲ့များသေးတဲ့လက်နက်မှာထဲ့သုံးမှုပြောပါတယ်။အရွယ်အစားသေးတဲ့လက်နက်ဆိုရင်တော့ယူဂျီအနေနဲ့အရေးပေါ်ထုတ်သုံးလို့ရနိုင်ကြောင်းကိုဂျိုကတင်ကြားပေးမှုပါတယ်။ဒီတော့ယူဂျီကလည်းအနားမှာရှိတဲ့ကိုဆိုမာတချောင်းကိုကင်လိုက်ပြီးချိန်စာဆွဲရင်တွေကိုဖြစ်ညစ်ပြီးထည့်လိုက်ပါတယ်။လက်ခံရမယ့်လက်နက်ကသေးတာမလို့ချိန်စာဆွဲရင်တိတ်တဲစားကလည်းများသွားပါတယ်။အဲ့ဒီနောက်မှာတော့ဓာတ်နဲ့ဝင်ခုံတဲ့ယူတာကိုဟန့်တားနိုင်လိုက်ပြီးဓာတ်ဟုတ်ပါကျိုးသွားအောင်လုံနိုင်လိုက်ပါတယ်။ယူတာကတော့ဓာတ်ကျိုးသွားပြီလို့ရေရွလိုက်ပေမဲ့သူ့လိုမျိုးဂိုဂျိုရဲ့တပြေးတယောက်ဖြစ်တာမလို့အော်ဘိုးတော်မလို့ကြောင်းပြောလိုက်ပါတယ်။ဒီတော့နှစ်ယောက်လုံးကလက်နက်မဲ့ဖြစ်သွားပြီမလို့လက်ရည်ချင်းရှိရင်ယူဂျီကပိုပြီးအားသားနိုင်မဲ့အထင်နဲ့အချိန်နဲ့ဝင်တိုက်ခိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ရီကာကရုတ်တရက်ထွက်လာပြီးယူဂျီကိုဖမ်းချုပ်လိုက်ပါတယ်။ယူဂျီကတော့သူ့အနေနဲ့ရုံထွက်လို့မရနိုင်တဲ့အားနဲ့စောက်က
င်ခံထားရတာမလို့ဒီလောက်ထိအားကောင်းလို့နဲ့ရှီကီဂါမီကိုအခုထိမမြင်ဘူးသေးကြောင်းအံ့ဩနေပါတယ်ယူတာကတော့အနားကိုတဖြည်းဖြည်းကပ်လာပြီးကျိုးနေတဲ့သားနဲ့ပဲယူဂျီရဲ့နှလုံးတဲ့ကိုကြောပြင်းထိပေါက်ထွက်သွားအောင်ထိုးဆိုင်လိုက်ပါတယ်ဒါပေမဲ့ဒီလိုလှုပ်တာတွေအတွက်တောင်းပန်မာတဲ့အီတာတိုရီကွန်လို့တာပြောလိုက်ပါတယ်ဂျူဂျဲဆုကိုင်ဆန်စီဇန်3 Cooling Game Episode 1ကတော့ဒီမှာပဲပြီးဆုံးထားပါတယ်အပိုင်းဆက်တွေကိုဆက်ပြီးတင်ပေးသွားမှာမလို့ Like and Subscribe လုပ်ပေးသွားကြပါဦးဗျနောက်လာမယ့်ဗီဒီယိုတွေမှာထပ်တွေ့ကြတာပေါ့အားလုံးပဲဘိုင်